Hello everyone, welcome back to my blog. ဒီနေ့မနက်ကလေးကိုတော့ coffee လေးတစ်ခွက်တောက်ပြီးတော့ပေါ့နော်ဟင်းလေးချက်မှာဖြစ်ပါတယ် coffee လေးတောက်ပြီးသွားပြီဆိုတော့ဖီဇာကန်ကနေဝယ်ထားတဲ့အသားငါးလေးတွေကိုခဏရေးစိမ်ထားပါမယ်အသားငါးလေးတွေခဲနေတော့တခြား ingredient လေးတွေကိုလည်းပေါ့နော်ရေလေးတန့်စင်အောင်ဆေးလိုက်ပါတယ်မေဒီနေ့ဘာဟင်းလေးချက်ပြမလဲဆိုတာကိုအဆုံးထိလိုက်ကြည့်ပြကြပါဦးရှင်တွန်းနေလေးတွေကိုတော့အတုံးခက်ကြီးကြီးလေးတွေပဲထိထားလိုက်ပါတယ်ပြီးသားလို့ရှိရင်တော့ထဲ့မဲ့အရွက်လေးတွေကိုပပလေးတွေညှက်ထားလိုက်ပါတယ်ဒီစိမ်ထားတဲ့အသားလေးတွေကိုတော့ပလေးတွေပဲပေါ့နော်လီထားလိုက်ပါတယ်ချက်သားကိုတော့အယူလေးတွေကိုဖယ်လိုက်ပါတယ်အသားပဲထည့်လိုက်ပါတယ်ရှင်ကင်းမုံလေးရဲ့ကြက်သားလေးကိုအရင်ဆုံးစီပွက်တဲ့အချိန်မှာထည့်ပြီးတော့ကြက်အောင်ခဏထားလိုက်ပါတယ်ဒီနေ့ဟင်းနေရာလေးကတော့ကြက်သားရဲ့ကင်းမုံရဲ့ပြီးွားရင်တော့အရွက်စုံလေးတွေပေါ့နော်ထည့်ပြီးတော့ကော်ရီလေးနဲ့ကြော်မှာဖြစ်ပါတယ်ရာမန်တန်ကာလဆိုတော့တငယ်ချင်းလေးတွေကိုလည်းအိမ်မှာခေါ်ကြွေးမှာမို့လို့မြလေးကြော်တာဖြစ်ပါတယ်အရသာအနေနဲ့ကတော့ပုံမှန်ပြထားတဲ့အတိုင်းလေးပေါ့နော်အဲ့လေးတွေကိုအချိုးကျကျထည့်လိုက်ပါတယ်ပြီးရင်တော့ခဏအုပ်ပြီးတော့အနိုးလွယ်တဲ့ဟင်းရွက်လေးတွေကိုပြန်ထည့်လိုက်ပါတယ်ဒီနေ့ဟင်းရွက်ကကော်ရီရတာမပါမဖြစ်မလို့ကော်ရီလေးနဲ့ထည့်လိုက်ပါတယ်မြုပ်ကောင်းနေငယ်လေးနဲ့ထည့်လိုက်ပါတယ်ပြီးရင်တော့ရသာလေးနေပြီးဟင်းလေးချက်ပါပြီရှင်ဒီနေ့ဟင်းချက်တဲ့ blog လေးကတော့မေဒီလာမှနေဆုံးသတ်လိုက်ပါပြီနော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် Thank you for watching